တဲ့အခါကျတော့ရရင်တော့ကိုယ့်ဘက်တော့လေးလာနေကြအရာကိုဆက်ပြီးတော့လေးလာမှာပေါ့တဲ့အခါကျတော့ပြီးခဲ့တဲ့တစ်ပတ်သုံးပတ်ပေါ့နော်အဲ့လောက်ချမ်းမှာတော့ခေါင်းစဉ်တစ်ခုနဲ့သွားခဲ့တယ်ပေါ့နော် Antichrist လာတဲ့အခါမှာကျမတို့ပြင်ဆင်ရမယ့်အရာတွေကချက်ပြင်ဆင်ရမယ့်အရာတွေကချက်မပြင်ဆင်ဘူးဆိုရင်ဘယ်လိုဖြစ်မလဲဆိုတဲ့အရာပေါ့နော်အဲ့တော့ကပြောခဲ့လဲဆိုတဲ့အခါကျတော့အရန်အေးတဲ့နော်စောင်းရသည်ပေါ့နော်တော်တော်ကိုလူတွေအတွက်ခက်ခဲတော့ပြင်ပန်းသောစောင်းရသည်အနေနဲ့သူကပုံစံနဲ့လာမယ်လို့ပြောတဲ့အခါမှာအဲ့တော့ကလည်းပြောခဲ့တယ်ကျမတို့တွေကဘာတီးတီးမှာရှိတဲ့နေရာတီးတီးမှာရှိတဲ့စောင်းရသည်တိုင်းတော့ဖြစ်ချင်မှာဖြစ်မှာပေါ့နော်အဲ့တော့ကတော့နိုင်ငံတခုကိုဥပမာပေးပြီးပြောခဲ့တယ်ပေါ့နော်အဲ့နိုင်ငံမှာဘယ်လောက်အေးတယ်စောင်းရသည်ရောက်တယ်ဆိုရင်ဘယ်လောက်ပြင်ဆင်ရမလဲဆိုတဲ့အရာအဲ့တော့ကကျမပြောခဲ့တာပေါ့နော်မြန်မာနိုင်ငံကတော့စောင်းရသည်ကြောင့်စောင်းရသည်ရောက်လို့အရန်ကြီးဘယ်လိုပြောမလဲစောင်းရသည်ပို့လို့ပို့ပြီးတော့ဒုက္ခရောက်သွားတယ်အသက်အန္တရာယ်ရှိလောက်အောင်မဖြစ်ဘူးပေါ့နော်အဲ့တော့အဲ့စကားလေးပြောခဲ့တယ်ဒါကကြတော့တခါပြန်ပြီးစဉ်းစားတဲ့အခါမှာလည်းအဲ့လိုပြောတဲ့အခါမှာကျမတို့တွေနေရာတည်ရှိသူတစ်ဖြစ်ကျမတို့မြန်မာနိုင်ငံမှာတော့ပူတဲ့ချိန်များတယ်ပူတဲ့ချိန်များတယ်အရန်ပူတဲ့အချိန်အရန်အေးတဲ့အချိန်ဒီမှာဘယ်သူတွေကမခံဘူးဘယ်လိုပြောမလဲခံနိုင်ရမရှိတာလဲဆိုတဲ့အခါကျတော့အသက်ကြီးတဲ့သူတွေပေါ့နော်အရန်အသက်ကြီးတဲ့သူတွေကလေးတွေလည်းကလေး personal တွေဆိုရင်လည်းကျမတို့တွေဂယူဆိုင်မှာကျမတို့တွေသူတို့ကိုနှွေးထွေးမှုပေးမှဂယူဆိုင်မှာသူတို့လည်းပြောချင်တာနှွေးထွေးနေရတာလေသူတို့ကိုယ်တိုင်ဝက်စားယူဖို့နိုင်ဘူးနှွေးထွေးအောင်သူတို့မခံတည်တတ်ဘူးအထူးသဖြင့်လူကြီးတွေလို့ပြောတဲ့အခါမှာလည်းတို့လည်းဒီသူတို့ရဲ့အသက်အရွယ်ရသူတို့ဒါပြောမယ်ဆိုရင်သူတို့ရဲ့သူတို့ကိုသူတို့ဝက်ထားထင်နိုင်လက်နိုင်ရှိသေးတယ်ပေါ့နော်ထင်နိုင်လက်နိုင်ရှိသေးတဲ့အနေအထားမှာဆိုရင်သူတို့ဖန်တီးနိုင်တယ်တချို့လူတွေဆိုတကယ်ပဲနေမကောင်းပြီးအဲ့ရထဲမှာလဲနေကြပြီဆိုရင်ဒါဝက်စားလဲသူများဝတ်ပေးမှဟုတ်လားပေါ်ပါသွားတဲ့ခါဆိုရင်လည်းသူများလဲပေးမှဒါမျိုးလူတွေအဲ့လိုတွေရှိတဲ့ခါမှာစောင်းရည်မှာမကြော်လွန်နိုင်တဲ့အဲကြောင့်မို့ရန်အေးတဲ့ခါမှာပေါ့အဲ့လိုလူတွေကတော့ချွင်းချက်ရှိတာပေါ့ဆိုတော့ဘာလို့အဲ့ဒါလေးပြောပြလဲဆိုတော့ဒီတပတ်ပေါ့နော်ဒီကြားတဲ့တပတ်အတွင်းမှာဆိုကျမတို့ရဲ့ပတ်ထဲမှာဒါလူ2ယောက်လူ2ဦးပေါ့တည်ဆုံးတယ်ဆိုတော့ဒါထူးဆန်းတော့မဟုတ်ဘူးဒါတစ်နေ့မှာဒါပြန်ညဒါနေရာတိုင်းမှာပြောမလဲတစ်စက္ကန့်မှာဘယ်လောက်နှုံးနဲ့ကျမတို့လူလောကကြီးကနေထွက်ခါသားကြတယ်ဒါလူအသေးပြောင်းနှုံးနေသေးနေကြတယ်ပေါ့နော်မျိုးတော့အကြောင်းအရာတွေကြောင့်ဆိုတော့အခုဒီဘက်ထဲမှာကျမတို့ရက်ွက်ထဲမှာဒီတည်ဆုံးတဲ့လူ2ယောက်ကကြပါလဲဆိုတော့လူတစ်ယောက်ကလူငယ်ပေါ့နော်လူငယ်လို့ပြောတဲ့ခါမှာအရန်ငယ်တာတော့မဟုတ်49ဆိုတော့ဒါ50ဝန်းကျင်ဒါပေမဲ့လည်းဒါကျမတို့ရဲ့ဒီနိုင်ငံနဲ့ဆိုတာပုံမှန်ပေါ့နော်တက်ကြီးတဲ့သူတယောက်ဒီသူ့ရဲ့ဒီဒါတည်တဲ့အရွယ်မဟုတ်သေးဘူးလို့အများလက်ခံထားတဲ့အရွယ်ပေါ့နော်ဒါလို့ဆိုတော့ကျမတို့တွေအသက်အရွယ်မရွေးအချိန်မရွေးတည်နိုင်တဲ့အနေထားတော့ဟုတ်ပြီမယ်ဒါကကြတော့ဘာယောဂလဲဆိုတဲ့ခါကျတော့လေနှလုံးယောဂခံရှိတယ်ဒီအေးတဲ့ရာပေါ့အေးတဲ့အချိန်မှာပဲနှလုံးယောဂအခန့်နဲ့ရင်ကအတွင်းပေါ့နော်ဘလိုမျိုးစေကုသခြင်းမရှိဘူးဒီလိုပဲလူတယောက်အမျိုးသားပေါ့ဆုံးသွားတယ်ဒီခါကျတော့ဒီနောက်တစ်ဦးဆိုရင်တက်ကတော့ကြီးပြီတကြီးပြီဒီလိုပဲအဲ့ရနဲ့လဲနေတာမဟုတ်ဘူးအဲ့ရနဲ့လဲနေရမဟုတ်သွားလာပဲသွားလာပဲယောဂရောရှိတယ်သွားလာပဲအရင်ကြီးယောဂစီနေလဲစိုးနေတာမျိုးမဟုတ်ဒါပေမဲ့လည်းအေးတဲ့ဒီဟာဒီမှာအေးတဲ့ခြံပေါ့နော်ကျမတို့မတိလိုက်ခင်မှာသွားရင်းလာရင်းနဲ့မတိလိုက်ခင်မှာပဲခန္ဓာကိုယ်ကအေးတဲ့တံခံစားလိုက်ရတော့အဲ့ဒီခါမှာဒီပြောမယ်ဆိုသူလည်းဒီသွေးကြောပိတ်တာမကြောက်ဘူးပေါ့နော်သူခံစားရတဲ့အချိန်နဲ့သူတေဆုံးသွားတဲ့အချိန်နဲ့ဆိုရင်နိုင်ပိုင်းပဲအရင်ကြီးရက်တွေပိုင်းတော့မကြောက်ဘူးအဲ့ဆိုတဲ့ခါကျတော့ဆက်ပြီးတွေးမိတာပေါ့ဆောင်းရည်ကြောင့်ကိုယ်နိုင်ငံမှာတော့အဲ့လိုမျိုးမဖြစ်ဘူးလို့ကိုတွေကကိုတွေးထားတာပေါ့နော်တွေးထားတာမှန်တော့မှန်တယ်အရန်စီမားတဲ့အချက်ကြီးတော့မဟုတ်ပေမဲ့တကယ်အေးတဲ့အချိန်မှာတစ်ခါလေးမှာကျမတို့သတိမမှုဘူးပေါ့နော်သတိမမှုဘူးဆိုတော့ကိုကသတိမထားမိတာဘူးကိုယ်တိုင်ကမသိလိုက်ခင်မှာပဲကျမတို့တွေဒီကလေးတွေဆိုရင်လည်းအဝိစာနှွေးတယ်မွေးချင်မှုလူကြီးတွေသူတို့မပြောနဲ့ကိုတွေသတိထားပါတယ်ဆိုတော့ကိုတွေတောင်မှဝတ်ထားလိုက်ရင်အိုက်သွားပြန်ရောအိုက်တော့ချွတ်လိုက်ပြန်ချွတ်တော့အေးသွားပြန်ရောဒါလေးတွေကဘာမှတော့မဟုတ်ဘူးထင်ရပြီမဲ့ပေါ့နော်တစ်ခါတလေမှာကိုမသိလိုက်ခင်မှာကိုကလို့ခုကိုအာယုံဆိုင်လိုက်တဲ့အချိန်မှာကိုခန္ဓာကိုယ်ကအေးသွားတယ်အဲ့ဒီချိန်မှာကျမတို့စောင်းရည်မှာအေးပတ်တာတွေဒါစီတာတွေကတော့ဒါတမန်ပေါ့နော်ဒါကကိုခယူဆိုင်တဲ့ဂျားတော့ပြောချင်တာကဖြစ်တဲ့ခါကျတော့ဆိုတော့
အဲ့တော့အဲ့စကားလေးပြောပြတယ်ပေါ့နော်မြန်မာနိုင်ငံမှာတော့အဲ့လိုဆိုတော့အဲ့လိုမျိုးအကြီးကြီးမဟုတ်ပေမဲ့ဒီကြားထဲမှာအော်ဒါစာဘာပဲဖြစ်တာဆိုရင်ဒါဆောင်းရည်ရဲ့အေးတန်ကြောင်းကိုဒါဆိုရင်ဒါကိုတွေးထားဖို့တဲ့ပုံစံမဟုတ်ဘူးပေါ့နော်တကယ်ကျိုးဆိုအဲ့ရထဲမှာလဲနေတဲ့သူတွေရှိတယ်ဒီလိုလူတွေကတော့အရန်ပူတဲ့ချိန်ဆိုရင်လည်းအခုတန်ကိုမခံနိုင်လို့သူတို့မှာပြောမယ်ဆိုရင်သူတို့ရဲ့အသက်ဆုံးထားတယ်ပေါ့နော်အသက်ကြီးတဲ့သူချို့ဆိုရင်လည်းအေးတန်ကိုမခံအေးလုံးတဲ့ခါမှာခုဒီနေ့ကျွန်မဒီတစ်ပတ်အတွင်းမှာကျွန်တော်တို့နီးနားဝဲချင်းမှာတည်ဆုံးထားတဲ့သူတွေဆိုရင်ဒါပြောမယ်ဆိုရင်ဒါအဲ့ရထဲမှာလဲနေတဲ့သူတွေမျိုးအရင်ကြီးလေယောဂဝိဒနာကိုအရင်ခံစားပြီးတော့ကုသနေရတဲ့သူတွေတော့မဟုတ်ဘူးဒါပေမဲ့ဒီအေးတန်ကြောင့်ပေါ့နော်အဲကြောင့်မို့ဘာပဲဖြစ်ဖြစ်အေးတန်ဖြစ်ဖြစ်အပူတန်ဖြစ်ဖြစ်ဒါတော့ရာသီဥတုထန်လို့ခေါ်တာပေါ့နော်ဒီຢာတွေကပြောမယ်ဆိုရင်အခုလက်တာအသက်ဆုံးရှုံးနိုင်လောက်အောင်ပြောမယ်ဆိုရင်ရှိတယ်ပေါ့နော်ဒါတော့မှအိမ်လုံးလုံးခြုံခြုံနဲ့နေရတယ်ကိုယ်အိမ်မှာပြောမယ်ဆိုရင်ခက်ခဲတဲ့ဆိုသည့်တိုင်အောင်တော့မှဘယ်လိုပြောမလဲအခုကြုံတွေ့နေရတဲ့ကျမတို့တွေပြောမယ်ဆိုရင်ဒီဘေးစစ်တန်တွေရှိတယ်တကယ်ကိုယ်မြင်ထဲမှာရောက်နေရှိတယ်တကယ်ရှေ့တန်းမှာရောက်နေတယ်သူချို့လည်းရှေ့တန်းရလို့မဟုတ်ဘူးကိုနေတဲ့နေရာမှာရောက်လာလို့ကိုယ်တိုင်ကအဲ့ထဲမှာပါဝင်သွားရတဲ့ဆိုတာပေါ့နော်အဲ့နေမြေမှာရောက်နေလို့ကိုယ်တိုင်အဲ့ဒီရဲ့တက်ရောက်မှုခံစားရတဲ့သူတွေအများကြီးရှိဆိုလိုတာအခုဆိုရင်တော့မှဒါလုံးလုံးပုံမှန်လည်းပတ်နေတာမဟုတ်သေးတဲ့အောင်လည်းပတ်နေတဲ့သူတွေဒီအေးတန်ကြောင့်တို့ရဲ့အသက်တွေဆုံးရှုံးရတာပေါ့နော်ဒါခါကျတော့တော့ဘာနော်အမြဲတမ်းပူတဲ့ချိန်မှာတော့လည်းကောင်းအေးတဲ့ချိန်မှာတော့လည်းကောင်းဝိစရာလုံးတော့မရှိတဲ့သူတွေဟာလားဒီဆောင်းရည်ကြတော့နော်စားကြရတော့ကျမတို့ရာဒီတိုင်းလိုအပ်တာလေးနော်နေမိုးဆောင်းအမြဲတမ်းကျမတို့စားကြရတော့အမြဲတမ်းကျမတို့အတွက်လိုအပ်တယ်အမြဲတမ်းဒါပြောမယ်ဆိုရင်ပေါ့နော်ဒီအသက်မွေးလောက်တော့အစားအတွက်လိုအပ်တယ်ဒါဆောင်းရည်ကြကျမတို့တွေဝိစရာအနေနဲ့ထိုးတယ်လုံခြုံတဲ့အစာအုပ်တွေပေါ့နော်ကျမတို့အိမ်ဆိုရင်အပေါ်တန်းနဲ့အောက်ထပ်ဆိုကျမမေကမေးတယ်အပေါ်တက်ကပိုနွေးတယ်မို့လားတဲ့ဆိုတော့ဟုတ်တယ်ညာဦးပိုင်းတော့ဟုတ်တယ်ကျမတို့ပူတဲ့ရာသီဆိုရင်လည်းအပေါ်တက်ကပူတယ်လေနော်သူဆောင်းရာသီဆိုရင်လည်းညာဦးပိုင်းလောက်တော့အပေါ်တက်ကနည်းနည်းနွေးတဲ့ရောင်ရှိတယ်ဒါပေမဲ့မိုးလင်းခါနေကြတော့အထူးပူတယ်ဘာလို့လဲဆိုတော့လုံနဲ့အစာအုပ်မဟုတ်ဘူးပေါ့နော်လုံနဲ့လုံးဝလုံခြုံစွာကာထားတာမဟုတ်တဲ့ခါမှာအေးတဲ့ကစိတ်ဝင်တာကကြုံတက်ကြကစိတ်ဝင်တယ်ဒါကာထားတဲ့အနေအဆုံကပေါ့နော်လုံခန်းနေမှုတဲ့ခါမှာစိတ်ဝင်တဲ့ခါကျတော့မိုးလင်းပိုင်းကျတော့ဒီအေးတက်ကအားလုံးအကျူတူပဲဖြစ်တယ်ပြောချင်တာကဒါအေးနွေးတဲ့ကိုလုံလောက်စွာမရနိုင်တဲ့သူတွေအတွက်စိုးရိမ်မိတယ်ပေါ့နော်အများကြီးစိုးရိမ်မိတယ်သူတို့စီကိုစိတ်ရောက်မိတယ်သူတို့အတွက်ကိုလုံးနိုင်တာဒီအခြားပေါ့နော်အရင်ဆုံးသူတို့စီမှာစိတ်ရောက်ပြီးတော့ကိုတွေဆူတောင်းပေးတယ်ပေါ့နော်သူတို့အတွက်တကယ်ပဲဆူတောင်းပေးပါတယ်ကိုလုံးနိုင်တာဘာရှိသလဲဆိုတဲ့အရာကိုဒါကြောင့်မို့ကိုနဲ့ဆက်ဆိုင်တဲ့ကိုနဲ့အမျှချစ်တော့ပြောတဲ့ခါမှာတခါလေကိုစိတ်ရောက်တဲ့နေရာကအဝေးကြီးဖြစ်မယ်အဲဆိုကိုလုံးနိုင်တဲ့ပမာဏကိုလက်ဖြန့်ကြည့်လိုက်တာပေါ့နော်စိတ်နဲ့ဖြန့်ကြည့်တယ်လက်နဲ့ဖြန့်ကြည့်တယ်ကိုလုံးနိုင်တဲ့အတိုင်းတာကိုနဲ့အမျှချစ်ပါဆိုတဲ့အရာကအဲ့ဒီချိန်တွေမှာပို့ပြီးတော့နားလေတယ်ပေါ့နော်ပို့ပြီးတော့နားလေတယ်ဘလို့ apply လုပ်ရမလဲဘလို့အသက်တာမှာ apply လုပ်ရမလဲဆိုတဲ့အရာကိုပို့ပြီးတော့နားလေတယ်ဆိုတဲ့အခါကျတော့ရင်တော့မှကိုရီနားမလဲခဲ့တာတွေရှိတယ်အကျွေးတွေကျမတို့မှာအကျွေးတွေအများကြီးရှိတယ်ရသခင်ကတော့နှုတ်ကပတ်တော်ထဲမှာပြောကြားတယ်ပေါ့နော်ကချင်မြစ်တာမှာတပါအပေအကျွေးမှမတင်စင်းနေဆိုကျမတို့မှာချစ်ချင်းမြစ်တာအကျွေးတွေအများကြီးရှိတယ်ပုံစံမျိုးစုံနဲ့နှွေးထွေးမှုလို့ပြောတဲ့အခါမှာ view site ပေးခဲ့တဲ့အရာတွေကျင်နာပေးခဲ့တဲ့အရာတွေချစ်ခဲ့တဲ့အရာတွေကြံစည်စားရင်တော့မှတစ်ဖက်လူကိုပြန်ပြီးတော့ကိုလုံးပေးရမယ့်အရာတွေအတွက်အကျွေးတွေပေါ့နော်အများကြီးပဲချစ်ချင်းမြတ်တာအကျွေးတွေအများကြီးရှိတယ်ဆိုတော့ရှေ့မှာလည်းအကျွေးတွေတင်ခဲ့တယ်ဆိုတော့ပို့ပြီးတော့နာဂတ်မှာအဲ့ဒီအကျွေးတွေလည်းကြေဖို့ရှိတယ်ပို့ပြီးတော့လည်းကိုတို့အတွက်မလုပ်ပေးနိုင်မလဲပေါ့နော်အဲကြောင့်မို့ကိုနဲ့ဆက်ဆိုင်တဲ့သူကိုနဲ့အမျှချစ်လို့ဆိုတဲ့ဘုရားသခင်ရဲ့ပြည့်ညက်ကတကယ်ပဲနည်းနည်းတယ်ပေါ့နော်နည်းနည်းတယ်ဆိုတော့နားမလည်နိုင်လောက်အောင်တော့မဟုတ်တဲ့ပြန့်တယ်ဟုတ်လားကျမတို့ဘုရားသခင်နဲ့အတူရှိနေပြီးဘုရားရဲ့နှုတ်ကပတ်တော်ကိုနားမလည်နိုင်ဘူးဆိုတဲ့အရာကဒီခါလေးကျမတို့ကနားမလည်နိုင်ဘူးနည်းနည်းတယ်လို့ပြောတဲ့အခါမှာနားမလည်ဘူးဒီမှာပဲအဲ့မှာရက်လိုက်ကြတာနော်နည်းနည်းတယ်ဆိုတဲ့အရာကကျမတို့နားမလည်နိုင်တာမဟုတ်ဘူးနားမလည်တာကျမတို့ကနားလည်ဖို့အနေထားမရှိတာဘုရားသခင်နဲ့မှန်ကန်စွာဆက်ဆံလို့ရှိတဲ့အခါမှာနားလည်ဖို့လည်းဉာဏ်ပညာမရှိဘူးနားလည်းနားမလည်ဘူးနီးလည်းမသိဘူးဒါပေမဲ့ဘုရားသခင်နဲ့မှန်ကန်စွာဆက်သက်တော်သူရှိတဲ့သူကတော့ဘုရားသခင်ပေးထားတဲ့ပြည့်ညက်ပေါ့နော်ကိုနဲ့ဆက်ဆိုင်သူကိုနဲ့ချစ်ရမယ်ဆိုတော့ပြည့်ညက်ကိုနော်ဘယ်လိုမျိုးအပွားတက်တာမှာအသုံးပြုရမယ်ဆိုတာကသိကြတယ်ပေါ့နော်ဒီလိုမျိုးအဲ့လိုမျိုးဖျားရဲ့ဒီပြည့်ညက်အကြီးဆုံးပြည့်ညက်ပေါ့နော်ကိုနဲ့ဆက်ဆိုင်သူကိုနဲ့ချစ်ပါဆိုတော့အရာကိုနေ့စဉ်နဲ့အမျှတကယ်ပဲအသက်တာမှာ apply လုပ်ပြီးတော့ပေါ့နော်ဒီအရာကိုနားလည်နိုင်တော့
ဉာဏ်ပညာကိုရောက်တိုင်းကိုရောက်ဝေဖျားမှာစပြီးကောင်းချီးပေးပါစေအာမင်နည်းနည်းဆက်သွားမယ်အရာကဒီတရားမဲ့ခြင်းပေါ့နော်တရားမဲ့ခြင်းနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ဘက်ကလည်းပြောတယ်မတို့တွေပြိမဲ့အသက်ရှင်တဲ့အရာတရားမဲ့အသက်ရှင်တဲ့အရာကဒီအဖြစ်လုပ်တဲ့သူပဲပေါ့နော်ဒီအဖြစ်ကိုလုပ်တဲ့သူပဲအဖြစ်တရားရဲ့အောက်မှာနေတဲ့သူပဲတို့ကျမတို့တွေအရှိမလည်းပြောခဲ့တယ်ဒီနေ့ပုံစံတစ်မျိုးလေးကကြတော့သူကပါလဲဆိုတဲ့ခါကြတော့ဒီတရားမဲ့မှုဟာတဲ့သူ့ကိုတရားဝင်အောင်လုပ်ဖို့ဥပဒေလိုတယ်တဲ့ဆိုတော့ဗမာစကားကိုတော့ဗမာလိုပြောလိုက်တာပဲဆိုတော့ပြောရင်းနဲ့နားလဲမယ်တရားမဲ့နေပါတယ်ဆိုမှသူ့မှာလောမရှိဘူးဥပဒေမရှိဘူးဒီကရပတ်တွေပြောခဲ့တယ်ဥပဒေကိုပြောတဲ့အခါမှာကျွန်တော်တို့ဒီလောကီလောကုတ္တရာဥပဒေပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ဥပဒေမဲ့အသက်ရှင်တဲ့ဒီမှာတဲ့ဥပဒေလိုတယ်ဟောရဘယ်လိုနားလဲမလဲပေါ့နော်ကျွန်တော်တို့ဘာလဲဆိုသူတို့တိုင်းမှာဥပဒေမဲ့အသက်ရှင်နေဟုတ်လားသူ့မှာဥပဒေမရှိဆိုတာနားမထောင်ဘယ်ဥပဒေဘယ်လောကမှာသူကနားမထောင်မဲနဲ့အသက်ရှင်နေတဲ့သူ့ပါဆိုမှဒါပေမဲ့သူကကျတော့အဲ့ဒီအရာတွေကိုတရားဝင်အောင်လုပ်ဖို့နော်သူဥပဒေမဲ့တဲ့အရာတွေကိုတရားဝင်လုပ်ဖို့ရအတွက်ဥပဒေလိုတယ်ဆိုတဲ့အခါကျတော့အများကြီးစဉ်းစားစရာရှိလာတာပေါ့နော်ကျွန်တော်တို့စဉ်းစားနေကြပုံစံတွေမဟုတ်ဘူးကျွန်တော်တို့စဉ်းစားနေကြပုံစံတွေမဟုတ်ဘူးဆိုတဲ့အခါကျတော့ကဲဘယ်လိုပုံစံမျိုးနဲ့လိုတာလဲဆိုတဲ့အခါကျတော့ဒီမှာဥပမာပေးထားတာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဆရာတွေပေါ့သူတို့ရဲ့နိုင်ငံတွေမှာလူဆိုးလို့ပြောလိုက်ရင်သူတို့မာဖီးယားတွေကိုအများနဲ့ဥပမာပေးတယ်ဒီမှာလည်းဒီမာဖီးယားတွေကိုလည်းသူကဥပမာပေးထားတယ်ပေါ့ဒါကျွန်တော်တို့မာဖီးယားလို့ကြားလိုက်တာနဲ့ဒါလူဆိုးခိုင်ကောင်းဆောင်တွေအကြီးကြီးတွေပေါ့နော်မာဖီးယားလို့ပြောတဲ့အခါမှာဟိုတေးသေးမွားလူဆိုးလေးတွေမဟုတ်ဘူးကိုနဲ့ဆုထားတဲ့အဖွဲ့အစည်းဒီနဲ့ဆုထားတဲ့အဖွဲ့အစည်းတေးသေးမွားလေးတွေကိုမာဖီးယားလို့ပြောလိုက်တာနဲ့ခိုင်မာပေါ့နော်ခိုင်မာဆိုတာသူတို့အဖွဲ့အစည်းခိုင်တယ်သူတို့အုပ်စုတောင်းတယ်အကုန်ပေါ့နော်သူတို့မှာဒီသူတို့ရဲ့လုပ်တဲ့မကောင်းမှုလုပ်တဲ့ဟာတွေမှာသူတို့တွေအခြေခိုင်ရှိတယ်မာဖီးယားလို့ပြောလိုက်တဲ့အခါမှာခုသူတို့ကဘာကိုပြောချင်လဲဆိုတော့သူတို့တွေကမတရားမှုတွေပြုလုပ်ကြတယ်မာဖီးယားကောင်းဆောင်တွေ boss တွေပေါ့နော်သူတို့တွေမကောင်းမှုတွေကိုလုပ်ကြတယ်ဒါပေမဲ့သူတို့ကဘယ်လိုလုပ်လဲဆိုတဲ့အခါကျသူတို့လုပ်တဲ့အခါသူတို့မှာအပြစ်ရှိတာပေါ့အပြစ်ရှိတဲ့အခါမှာသူတို့အတွက်အမြဲတမ်းပြောမယ်ဆိုရင်ဒီတရားဥပဒေဘက်တော်သားလို့ပြောတဲ့တပ်ပတိဒီပေါ့ဒီအဲ့ဒီနိုင်ငံရဲ့ဒါပြောမယ်ဆိုရင်တာဝန်ရှိတဲ့သူတွေကသူတို့ကိုဖမ်းဆီးဖို့အမြဲတမ်းရှိမယ်သူတို့ကိုရေးယူဖို့ရှိမယ်ဒါပေမဲ့ဒီမာဖီးယားတိုင်းတွေကလည်းသူတို့ဘက်မှာဘာတွေပြင်ဆင်တယ်လဲဆိုတဲ့သူတို့ကပတ်စံရှိတယ်နော်သူတို့မာဖီးယားသူတို့ကလူဆိုးပဲဒါပေမဲ့တကယ်ချမ်းသာပြီးတော့နော်မကောင်းမှုတွေလည်းလုပ်တယ်ဒါပေမဲ့တကယ်ကိုခိုင်မာတဲ့တကယ်ချမ်းသာတဲ့လူမျိုးတွေဆိုတဲ့ခါကျသူတို့တွေကရှေ့နေတွေငှားတာပေါ့နော်ရှေ့နေတွေငှားတယ်ငှားပြီးတဲ့ခါကျတော့သူတို့ကိုဆွဲလာတဲ့ပြောမယ်ဆိုရင်သူတို့တွေလှုပ်ထားတဲ့ပြစ်မှုတွေကိုဆွဲလာတဲ့တရားပေါ့နော်တရားဆွဲဆိုမှန်သမျှကိုသူတို့ကဒီဘက်မှာအားထားပြီးသားလေနော်ဒီရှေ့နေတွေနဲ့ပြန်ပြီးတော့ပြောမယ်ဆိုရင်ပြန်လဲပြီးတော့တိုက်ခိုက်တယ်ပြန်လဲပြီးတော့ကာဗာလုပ်တယ်အဲ့ဒီခါမှာပြောမယ်ဆိုရင်တစ်ဖက်လူကသူ့ရဲ့အဖြစ်တွေဟုတ်လားတရားဆွဲဖို့အရေးယူဖို့အခွင့်အရေးမရဘူးဟုတ်လားတက်သိပြဖို့ဟုတ်လားသူတို့ကတော့ဒီလိုဖြစ်လုပ်နေတယ်ဆိုတော့သူတို့မှလည်းတစ်ဖက်မှလည်းတက်သိတွေရှိတယ်တစ်ဖက်မှလည်းတက်သိတွေရှိတယ်တစ်ဖက်မှလည်းဥပဒေတွေရှိတယ်ဒီလိုကြောင်းမှုမင်းတို့ကအပြစ်ရှိတယ်တစ်ဖက်မှကလည်းဒီမာဖီးယားဘက်ကကိုင်းထားတဲ့ရှင်းနေတွေကလည်းဒါဒီလိုရေးကြောင်းမှုသူတို့ကကြောင်းလို့ဆိုအဖြစ်မရှိဘူးဒီလိုမျိုးအပြန်အလှန်ပေါ့နော်အဲ့လိုတွေရှိတယ်အကိုပြောချင်လဲဆိုတဲ့မကောင်းမှုကိုတော့သူတို့လုပ်နေတယ် lawlessness ပေါ့နော်မတရားမှုတွေကိုသူတို့ကလုပ်နေတယ်ဒါပေမဲ့ဒီသူတို့ကဘယ်ကောမယ်ဆိုရင်ပေါ့နော်မတရားမှုတွေကိုလုပ်နေပေမဲ့သူတို့ကဥပဒေကိုကောင်းကောင်းသိတယ်သိအောင်နေပေါ့ဘူးတကယ်ကိုဘာလုပ်နေတဲ့သူကိုပတ်စံပြီးပြောလဲငားတယ်သူတို့ကသိတန်အောင်သူတို့ကိုယ်တိုင်တော့ဖတ်ပြီးတော့အဲ့လောက်ပြောမယ်ဆိုရင်ရှင်းနေတယ်လောက်တော့သူတို့ကတရားဝင်လုပ်လို့မရဘူးလေနော်ဆိုတော့သူတို့ကဒီဥပဒေကိုကောင်းကောင်းသိတယ်ကောင်းမှုကိုတရားမဲ့တဲ့အရာတွေကိုလုပ်ဖို့ရန်အတွက်ပြောမယ်ဆိုရင်ဥပဒေကိုအသုံးချပြီးလုပ်တယ်ဒီဥပဒေကိုပါယူပြီးတော့လုပ်တယ်ဆိုတော့ပြီးခဲ့တဲ့ပတ်မှာလည်းအဲ့ဒီချက်လေးတော့ပြောတဲ့အထက်မှာပါခဲ့တယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီတရားမဲ့တဲ့သူတွေအတွက်တိတ်ဒီဥပဒေမဲ့တဲ့သူတွေအတွက်ဥပဒေကပဲသူတို့အတွက်ကပါဖြစ်ခဲ့မယ်အဲ့တော့ကတော့ intro တကြောင်းလေးပြောခဲ့ပြီဒီနေ့ဆိုရင်တော့ပို့ပြီးတော့ရှင်းလင်းမှာပေါ့နော်ခုဒါသူတို့ကဥပဒေကိုကောင်းကောင်းသိတယ်ဆိုတော့ကျမတို့တွေကဒါတွေကိုဒီပြောမယ်ဆိုရင်ပုံစံတစ်မျိုးနဲ့ပေါ့စကလုံးတစ်မျိုးနဲ့ဒီလိုမျိုးကျမတို့ကလေ့လာနေကြတယ်
ဒါပေမဲ့နေ့စဉ်နဲ့တက်တာမှာပြန်လည်ပြီးဒါတွေကိုစဉ်းစားတဲ့အခါမှာဆိုတော့ကျမတို့ဗမာလူမျိုးတွေခြားထဲမှာပေါ့နော်ဗမာလူမျိုးတွေဆိုတာတဲ့ဒီမြန်မာနိုင်ငံမှာနေတဲ့အချိန်မှာသူတို့တွေကဥပဒေကိုလက်တလုံးကြားဟုတ်လားဥပဒေကိုလက်တလုံးကြားလုပ်ကြတယ်ဆိုတဲ့အရာတွေကဒါမျိုးတွေဖြစ်တယ်ဒါမျိုးတွေဖြစ်တယ်တဲ့အခါကျတော့ကိုရီဆိုရင်ဥပဒေလို့ပြောလိုက်ရင်ကိုနဲ့မဆိုင်ဘူးလို့ပဲကိုတွေကနားလဲတာလေနော်ဥပဒေဆိုရင်ဘာလဲဆိုတော့ကိုတွေကသိရဘယ်လိုပြောမလဲကိုမှအခက်ခဲမကြုံဘူးလေနော်ခုချိန်ဒီအဲ့လိုကြီးမားတဲ့လုပ်ကိစ္စကြီးတွေလည်းမလုပ်ဘူးဆိုတဲ့အခါကျတော့ဒီဥပဒေတွေကိုနားလဲရလာအောင်ကိုဘာမှမလိုဘူးလို့ထင်တာပေါ့နော်အခုချိန်ဒီလည်းမကြုံသေးဘူးသုံးဖို့လည်းရှိနိုင်တဲ့အခါကျတော့တရားဥပဒေကိုပြောတဲ့အခါခုနပြောတဲ့ရှိရနဲ့လုပ်တဲ့အရာတွေရှိတယ်စမ်းချိန်တဲ့အရာတွေရှိတယ်ဘလောက်မှန်ကန်မှလဲအဲ့ဆိုတဲ့အခါကျတော့ခုလိုနေထားမှဆိုရင်ကျမတို့တွေပိုဆိုးတယ်လေနော်အဲ့ဆိုတော့ဒီအကြောင်းမို့တရားမဲ့အသက်ရှင်တဲ့သူတွေကအခုမှသူတို့ကပါလဲသူတို့မကောင်းတဲ့အရာတွေကိုတရေဝင်လုပ်ဖို့ရတဲ့နော်ဒီမကောင်းတဲ့အရာတွေလုပ်တာတိတ်မကောင်းတဲ့တရားမဲ့မှုတွေကိုအားဒီစလုံးဝထက်ကသုံးတယ်တရားမဲ့မှုတွေကိုလုပ်ဖို့ရတဲ့တရေဝင်လုပ်ဖို့ရတဲ့သူတို့ကဥပဒေလိုတယ်အဲ့ဆိုတဲ့အခါကျတော့သူတို့ကိုယ်တိုင်ဒီမှာတော့မဖီးယားကိုရေးတဲ့ဥပမာပေးထားတာဆိုတဲ့အခါကျတော့ပေါ့နော်ဒါရှင်းနေတယ်ငားတယ်အဲ့ဆိုတဲ့အခါကျတော့မတရားလုပ်တဲ့သူတွေကိုလွယ်လွယ်နဲ့ဒီတရားဥပဒေပြောမယ်ဆိုရင်တရားဥပဒေစိုးမိုးတဲ့နိုင်ငံတို့စိုးမိုးတဲ့နိုင်ငံဒါအများကြီးပေါ့နော်အဲ့လိုတွေဘယ်လောက်ထိစိုးမိုးမလဲဆိုတော့တို့ရဲ့နိုင်ငံတွေပေါ်မှာမူတည်တာပေါ့နော်ခုကျမတို့နိုင်ငံအနေထားဆိုရင်တော့မပြောတတ်ဘယ်လိုပြောရမလဲဒါကိုဘယ်လိုတော့မှကျမတို့တွေသုံးရမလဲဆိုတော့မပြောတတ်ဘူးလေနော်မပြောတတ်ဘူးဆိုတော့ကိုရီကြတော့တိတ်နားမလဲလို့အဲ့စကားတွေကိုသုံးတဲ့ခါမှာအမှားပါပါလဲဆိုရဲပေါ့နော်ဆိုလိုတဲ့အခါကျတော့ဒီမှာဆိုရင်တရားဥပဒေကိုသူတို့ကပြောမယ်ဆိုရင်လက်တလုံးကျအသုံးချပြီးတော့သူတို့ကသုံးသွားတယ်အဲ့ဒီခါမှာခုနအကြောင်းလေးပဲပြန်ကောက်မယ်ပေါ့နော်ဆိုတော့တရားဥပဒေဆိုတဲ့အရာကသူတို့တက်ကဘာဖြစ်လဲဆိုတဲ့ခါကျတော့ဟုတ်လားတရားစီရင်ဖို့အတွက်နေမဟုတ်ဘဲနဲ့ဟုတ်လားတရားစီရင်ဖို့အတွက်နေမဟုတ်ဘဲနဲ့ဟိုမှာသူတို့ကဒီမှာဆိုရင်ကာဘာဆိုတဲ့စကားလုံးကိုသူကဖားလဲဆိုတဲ့ခါကျတော့ပါလေးနဲ့သူကအမွတ်တင်ထားလဲဆိုတော့တိတ်ခါရှိတဲ့ဝိယုံပေါ့သူတို့မှာဝိယုံတစ်ခုဝစ်စင်လိုက်တာပေါ့တိတ်ခါရှိတဲ့ဝိယုံတစ်ခုနေနဲ့ဥပဒေကိုပဲlaw ကိုပဲ lawless နဲ့မတရားမှုတွေကိုလုပ်ရင်းနဲ့ပဲအဲ့ဒါတွေကိုတရားဝင်လုပ်ဖို့ရန်အတွက်တရားကိုသူတို့ရဲ့အပေါ်မှာကာပါဟုတ်လားအရန်သူများလေးစားလိုက်တဲ့ဝိယုံတစ်ခုအနေနဲ့ဟုတ်လားတိတ်ခါရှိတဲ့ဝိယုံတစ်ခုအနေနဲ့သူတို့ကယူပြီးတော့မလုပ်လိုက်တာလဲဆိုတဲ့ခါကျတော့သုံးလိုက်တာဖြစ်တယ်အဲ့ဒီနီးကိုဘာလို့ဒီမှာဒါကိုပြောနေလဲဆိုတော့အဲ့ဒီနီးအတိုင်းပဲကျွန်တော်ဒီ antichrist ဟုတ်နော် antichrist နဲ့ every sinner ဆိုတာခါကျတော့အဖြစ်သားတိုင်းကအဲ့ဒီနီးအတိုင်းပဲလုံမှာဖြစ်နော်လုံမှာဖြစ်တယ်ကျွန်တော် antichrist လို့ပြောတဲ့ခါမှာကျွန်တော် future ပေါ့အနာဂတ်ပေါ့နော်အဲကြောင့်မို့သူကမတရားတဲ့အရာ lawlessness တရားမဲ့တော့အသက်ရှင်နေတယ်ဒါပေမဲ့သူကတရားမဲ့အသက်ရှင်တဲ့အရာကိုတရားဝင်လုပ်ဖို့ရန်အတွက်ဥပဒေကိုကောင်းကောင်းနားလည်ပြီးတော့မှပြောမယ်ဆိုရင်အဲ့ဒီဥပဒေကိုပဲအဲ့ဒီ law ကိုပဲကာဘာအနေနဲ့တကယ်ပဲကောင်းမွန်တဲ့ဝိယုံဟုတ်လားတကယ်ပဲသိက္ခာရှိတဲ့ဝိယုံအနေနဲ့သူ့ထိပ်မှာကာဘာယူပြီးတော့မှသူကပြောမယ်ဆိုရင်အဲ့ဒီပုံစံနဲ့ကျမတို့စီလာမှာဖြစ်တယ်အဲ့ဒီပုံစံနဲ့သူကအသက်ရှင်မှာဖြစ်တယ်ကဲဟုတ်ပြီဒီမှာတော့ဒါမာဖီးယားဂိုင်းကိုမာဖီးယားတွေကိုဥပမာပေးပြီးသုံးထားတယ်ပေါ့နော်အခုကဲကျမတို့ဒီပြောမယ်ဆိုရင်နေ့စဉ်တဲ့ဘဝကျမတို့ခရိယန်တွေကြုံတွေ့နေတဲ့ပုံစံတွေနဲ့ဥပမာပေးထားတာဆိုရင်ပါပေးထားလဲဆိုတဲ့ခါကျတော့ကျမတို့တွေဘုရားကျောင်းကိုသွားကြတယ်အဲဆိုတော့ဘုရားကျောင်းကိုခရိယန်ဖြစ်တယ်ဘုရားကျောင်းသွားတယ်ဆိုတော့ခါကျတော့ဘုရားကျောင်းမသွားဘူးဆိုရင်စစ်မပြေဘူးပေါ့ဟာငါဘုရားကျောင်းမှန်မတက်ဘူးဥပမာအလူငွေမထည့်ဘူးဆိုတော့ခရိယန်ဖြစ်ခြင်းရဲ့နော်ခရိယန်ဖြစ်ခြင်းရဲ့လက္ခဏာပေါ့နော်ခရိယန်ဖြစ်ခြင်းလို့ပြောလိုက်ရင်ဒါခရိယန်ဖြစ်ခြင်းလို့ပြောလိုက်ရင်ဘာတွေလုပ်ရမယ်ဘာတွေမလုပ်ရဘူးအင်းရောတေးဘူးတလားပေါ့နော်ကျမဆိုရင်တော့တွေးဘူးတယ်လေဘာလို့လဲဆိုတော့ခါကျတော့ကိုရီကငွေကနေကခရိယန်မဖြစ်တာမဟုတ်တဲ့ခါမှာကိုကအရွယ်တစ်ခုရောက်မှခရိယန်ကြောင်းလဲတဲ့ခါခရိယန်မဖြစ်ခင်တော့ဒီအမှုတွေလုပ်တယ်ခရိယန်ဖြစ်ပြီးရောအဲ့ဒီအမှုတွေကအမှုဆိုအများကြီးပါတာပေါ့နော်အဲ့ဒီအမှုချင်းတွေကလုံးရမှာလားမလုံးရဘူးလားကျမတို့စဉ်းစားတဲ့အရာတွေအများကြီးရှိတာပေါ့နော်ဆိုတဲ့အခါကျတော့ခုလဲဒီနေ့ခရိယန်တွေကခရိယန်တယောက်ဖြစ်ခရိယန်လို့တို့သတ်မှတ်ပြီးဆိုရင်တို့တွေကဒီဖျားကြောင်သွားတဲ့အမှုနော်ဒါပြောမယ်ဒါအများစုဒါမျက်စိတွေမြင်တဲ့အရာတွေပေါ့နော်ဒီမှာလည်းအဲ့ဒီဥပမာတွေကိုတိတိကျကျပေးထားတယ်ဖျားကြောင်သွားတဲ့အရာကိုဒီမှာထပ်ခါပြောတာပေါ့
ဖျားเจ้าမသွားရင်ကျွန်တော်တို့တွေစင်မပြေတော့ဘူးငါဖျားเจ้าပြက်ကွက်တယ်အမျိုးပေါ့နော်တဲ့ခါကျတော့ပြီးရင်ဒါအလူငွေထည့်ခြင်းပြီးရင်မိသားရဖွဲ့ခြင်းလို့ပြောတဲ့အခါမှာအများကြီးရှိတယ်လीနော်ဒါကိုယ့်ရဲ့ဖွဲ့စည်းပေါ့တော့ဒါမျိုးအသင်းတော်ရဲ့အစီအစဉ်တွေရှိမယ်ဒါပုံစံမျိုးစုံတွေကျွန်တော်တို့မိသားရဖွဲ့ခြင်းတွေရှိမယ်ပေါ့နော်ဒါအဲ့လိုမျိုးတွေဆိုအဲ့ဒါတွေရှိတယ်အဲ့လိုမျိုးပါဝင်တဲ့အရာတွေပေါ်မှာကျွန်တော်တို့တွေပြက်ကွက်တဲ့အခါမှာအမပြေဘူးပေါ့နော်သူကအမပြေဘူးဆိုတော့ဒီမှာဘာကိုပြောချင်တာလဲဘာကိုရည်ညွှန်းချင်တာလဲဆိုတဲ့အခါကျတော့ကျမတို့တွေကဒီဖျားသားကြောင်းတဲ့လုပ်ငန်းကိုလုပ်တယ်ဒါပေမဲ့တစ်ဖက်မှာကကျမတို့က lawlessness ပေါ့ကျမတို့ရဲ့အသက်တာမှာမတရားအသက်ရှင်နေကြတယ်မတရားမှုအောက်မှာအသက်ရှင်နေကြတယ်ပေါ့နော်ဒီအခါကျတော့ဒါပေမဲ့တစ်ဖက်မှာကျမတို့ကဒီတရားမှုပေါ့နော်ကောင်းတဲ့ဥပဒေ law ကဲ့သို့လားခရိယန်ဆိုရင်တော့တရားမယ်ခုနပြောတဲ့မိသားရဖွင့်ရမယ်ဆက်မှုအများကြီးပေါ့နော်ခရိယန်အမှုပြုရမယ်အမှုတွေလူတွေအများလက်ခံထားတဲ့အမှုတွေကိုတစ်ဖက်မှာကျွန်တော်တို့လုပ်ကြတယ်လေလုပ်တဲ့အခါမှာတစ်ဖက်မှာကျွန်တော်တို့မတရားအသက်ရှင်ခဲ့တဲ့အရာတွေကိုဒါတွေနဲ့ကျွန်တော်တို့ကဘာလုပ်ထားကြတယ်။အော်ဒီလူကဖျားချောင်းလဲပုံမှန်တက်တယ်လေဖျားရဲ့ဒီအမှုလားဖျားရဲ့အမှုဒီအမှုဒီလောက်ဆောင်ရမယ့်ကိစ္စတွေမှာဆိုအားတက်ပြီးတော့ပါဝင်တယ်လေဘယ်ကိစ္စမဆိုतू ကမလွတ်ဘူးဟုတ်လားဘယ်ကိစ္စမဆို तू ကစိတ်အားထက်သန်ဆိုတာပါဝင်တယ်ဆိုတဲ့အခါကျတော့တစ်ဖက်မှာတော့ तू ကခဏပြောတဲ့ဒီမတရားမှုတွေကို तू တတ်တာမှရှိတယ်ဒါပေမဲ့ခုနတရားတယ်ဆိုတဲ့အမှုကဒီမှာတော့ပြင်တယောက်ရဲ့လုံရမယ့်အရာတွေပေါ့နော်လုံရမယ့်အရာ तू ကလုတ်ပြီးတော့မကောင်းတဲ့အရာကိုပြောမယ်ဆိုရင်အော်လို့ပြောတဲ့ဒီခါတွေနဲ့ပြောမယ်ဆိုကဘာလုတ်ပြီးတော့ဒီနေ့အသက်ရှင်နေကြတာဒီလေအသားကြီးဖြစ်တယ်အဲ့လိုမျိုးအသက်ရှင်နေကြတာဖြစ်တယ်ဆိုတော့ဆရာကတော့ဒီကရိုးလေးပဲကျွန်တော်တို့ဆရာကပြောတဲ့ဟာကဘာလဲဆိုတဲ့ကျတော့သူ့အတွက်တော့သိချတယ်သူ့အတွက်တော့ရှင်းတယ်ပေါ့ခရိယန်ဖြစ်ခြင်းဆိုတဲ့အရာသူဟာဘုရားသခင်ရဲ့မှန်ကန်စွာရှောင်လန်းခြင်းမှန်ကန်စွာအသက်အသွယ်ရှိခြင်းအဲ့ဒီအရာကတော့သူ့အတွက်ကပြောမယ်ဆိုရင်အားကြောင့်သွားရတဲ့ရည်ရွယ်ချက်ခရိယန်ဖြစ်ရတဲ့ရည်ရွယ်ချက်အားလုံးနဲ့ရည်ရွယ်ချက်တွေကတော့ဒီတစ်ခုလေးဖြစ်တယ်ဒါဖျားခင်နဲ့ပန်ကန်သောဆက်တယ်ခြင်းပေါ့နော်အဲ့ဆိုတော့တင်းအတွက်ကရောဘယ်လိုလဲအဲ့ထက်မပို့ဘူးလားပေါ့ခုနပြောတဲ့ lawless နဲ့ကို့မှာကိုယ့်ရဲ့ဒီမပြေတဲ့အပိုင်းကိုကိုယ့်ရဲ့တရားမဲ့အသက်ရှင်တဲ့အပိုင်းကိုဖုံးကွယ်ဖို့ရန်အတွက်ဒီဖျားကြောင်းတဲ့ဒီလိုမျိုးပေါ့နော်ခရိယန်အမှုတွေကိုပြုခြင်းဆိုတဲ့ law ဥပဒေကိုကာဗာလုပ်ပြီးတော့အသက်ရှင်နေတုံးမဲလားဒါမှမဟုတ်အခြားပေါ့နော်အခြားဒီခရိယန်ဖြစ်ခြင်းအတွက်တင့်အတွက်အခြား positive ကြွယ်ချက်ဆိုတာပေါ့နော်အခြားကောင်းတဲ့ကြွယ်ချက်ရောတင့်မှာမရှိဘူးလားပေါ့နော်ဆရာကအဲ့လိုမေးခွန်းလေးနဲ့အဆုံးသတ်ထားတဲ့အခါကျတော့ကျမတို့ဒီနေရာမှာကျမတို့လည်းရက်ပြီးတော့စဉ်းစားကြရရှိတာပေါ့နော်ရက်ပြီးတော့စဉ်းစားကြရရှိတာပဲတကယ်ပဲကျမတို့ရဲ့လှုပ်ဆောင်နေတဲ့အရာတွေအဲ့ဆိုတော့ကျမတို့ကအရှိမဒီ lawlessness ပေါ့နော်တရားမဲ့အသက်ရှင်ခြင်းမှာအရှိမအများကြီးပြောခဲ့ပြီလေတရားမဲ့အသက်ရှင်ခြင်းလို့ပြောတဲ့အခါမှာကျမတို့ကဘယ်လိုဟာတွေလဲဒီမှာနောက်တစ်ခုဥပမာပေးထားတာကဆေးလိမ့်မတောက်ယုံလောက်ဟုတ်လားအရက်မတောက်ယုံလောက်မွေးဆေးမဆွဲယုံလောက်အဆိုရင်သူကပြောမယ်ဆိုရင်လူကောင်းဖြစ်ပြီလားဥပမာကျမတို့မျက်စိနဲ့မြင်နေရတဲ့ခါတိုင်းကျမပြောတဲ့အရာတွေဆိုရင်ရာဇဝတ်မှုတွေပေါ့ဒီလိုကရာဇဝတ်မှုတွေမကျူးလွန်ဘူးမခိုးဘူးတမများမတိုက်ဘူးသူ့အသက်ကိုမတတ်ဘူးမြတ်ဒါပြောမယ်ဆိုရင်မြတ်သားများကိုလည်းမပြစ်မှားဘူးအခုလည်းခုနပြောတဲ့အချက်တွေဆိုဒီမှာတိတိကျကျဖော်ပြထားတဲ့အရာတွေပေါ့နော်ဆေးလိမ့်မတောက်ဘူးအရက်မတောက်ဘူးမူရဆေးတဲ့ပစ္စည်းတွေကလည်းအများကြီးရှိတယ်မူရဆေးပါသူကဆေးတဲ့မှတ်တမ်းများဘာမှသူမသုံးဘူးအဲ့လိုကျမတို့မြင်ရတဲ့မျက်စိနဲ့မကောင်းမှုဆိုတဲ့အရာတွေကမကောင်းမှုဆိုတဲ့အရာတွေဘယ်မဟုတ်ကျမတို့အပြစ်လို့ပြောတဲ့အခါမှာ lawlessness လို့ပြောတဲ့အခါမှာအဲ့ဒီအရာတွေတဲ့ကျမတို့ရဲ့အတွင်းပေါ့နော်ဆိုတော့ကဲဟုတ်ပြီအဲ့ဒါတွေလုပ်ပြီးတော့အတွင်းကောင်းရုံနဲ့ရပြီလားဆိုအတွင်းကောင်းတဲ့သူတွေကအဲ့ဒီအရာတွေက auto ပြောစရာကိုမလိုအဲ့လောက်ဟာလေးတွေကပြောမယ်ဆိုရင် smallest thing အရင်သိခဲ့တဲ့ပေါ့နော် small thing ပေါ့နော် smallest အသေးဆုံးတော့မဟုတ်ဘူးသိငယ်တဲ့အရာတွေဖြစ်သွားတယ်ခုနပြင်ပအရာတွေဟုတ်လားမကောင်းတဲ့အရာတွေမြင်ရတဲ့မျက်စိနဲ့မြင်နိုင်တဲ့ကျမတို့မကောင်းမှုဆိုတဲ့အရာတွေခုနဆောက်ပြောထားခဲ့တဲ့အရာတွေအဲ့ဒီအရာတွေကသိငယ်သွားတယ်ဘာလဲဆိုတော့ကျမတို့ကအတွင်းကောင်းဖို့အတွင်းလူကောင်းဖို့ကအတွင်းလူမှာဒီတန်ရှင်းဖို့ကပို့ပြီးတော့အရင်ဆုံးအရေးကြီးတာဖြစ်တယ်အတွင်းလူပြောင်းလဲသွားပြီအတွင်းလူကောင်းပြီဆိုရင်ဒါပြောမယ်ဆိုရင်ခုနဟာတွေကဘယ်လိုပြောမလဲအလိုလိုကိုကျမတို့ကအဲ့ဒီအရာတွေကို
ထိန်းချုပ်နိုင်ပြီးသားဖြစ်သွားတယ်အဲ့ဒီအရာတွေကိုကျမတို့ကဒီအပြစ်တွေကိုမလုပ်ဖို့ရန်အတွက်ကျမတို့ကမကောင်းတဲ့အရာတွေကိုပေါ့နော်မလုပ်ဖို့ရန်အတွက်ကျမတို့ကအောင်နိုင်ပြီးသားဖြစ်တယ်အဲ့ဆိုတဲ့အခါကျတော့ lawless နဲ့ဥပဒေမဲ့အသက်ရှင်နေဆိုတဲ့အရာကိုပြန်ပြီးတော့အရှိမပြန်ပြီးတော့နှွေးပေးတာပေါ့ sorry အသက်တာပါအတွင်းနှလုံးသားလောက်တိညဉ့်ညမ်းသလဲဆိုတဲ့အရာကတော့ကြောပြလို့မရဘူးကြောပြလို့တော့မကောင်းဘူးကျမတို့ရဲ့အတွင်းစိတ်နှလုံးသားတွေတဲ့ဘက်ကကျမပြောတယ်တော့ပြည့်စုံတော့အများကြီးမပြောပြခဲ့ဘူးပေါ့နော်တဲ့အခါကျတော့ဒီအတင်းပြောတာဒီ main ကလေးတွေအလုပ်လို့ပဲကိုရီလည်းတွေ့ခဲ့တယ်ဒါပေမဲ့အတင်းပြောတယ်ဆိုတာကသူတစ်ပိုင်းရဲ့မကောင်းကြောင်းကိုကိုယ်ရမှာပြောတယ် main ကလေးတွေတင်မဟုတ်ဘူးနော်အဲ့လိုပြောလို့ယောက်ျားလေးတွေကိုရောချချင်တာလည်းမဟုတ်ဘူးပြောချင်တာကဒီအရာကတကယ်မကောင်းဘူးသုတ်ကပတ်တော်ထဲမှာတိတိကျကျပြောထားတဲ့အရာဖြစ်တယ်ဒါကျွန်တော်ကိုရီကဒီခါလေးမှာကိုလူတွေရဲ့ထောက်ဖို့ခွန်အားယူတဲ့မှားရင်းနဲ့ခွန်အားယူနေတစ်မျိုးပေါ့နော်သူလည်းဒီလိုပြောတာပဲငါပြောတာမဆမ်းပါဘူးသူလည်းဒီလိုသက်ရှင်တာပဲငါသက်ရှင်တာမဆမ်းပါဘူးအမျိုးနဲ့ကျမတို့မှားရတော့ခွန်အားယူနေတဲ့သက်ရှင်တဲ့သူတွေဒါကအစိုးဆုံးလူတွေအများစုမှာတရားမှာပေါ့နော်90 80လောက်အများစုကအဲ့လိုမျိုးခွန်အားယူနေတဲ့သူဒါထူးမှလည်းသူလည်းတိတ်ခွာဘူးပေါ့နော်တစ်ခါလေးမှာအဲ့လိုမျိုးပေါ့နော်သူများမကောင်းတာကသူများရဲ့အသက်တာမကောင်းတာကကိုယ့်အတွက်ခွန်အားယူစရာဖြစ်နေတယ်ဒါကကျမတို့မှားရတော့အာယူနေတယ်ပေါ့နော်အခုလည်းဗာပြောချင်လဲဆိုတော့ဒီခါလေးမှာအတွင်းလို့ပြောတဲ့ခါမှာအတွင်းညဉ့်ညမ်းခြင်းအတွင်းလို့ညဉ့်ညမ်းတဲ့အရာလို့ပြောတဲ့ခါမှာဥပမာပေးဆရာတွေကအများကြီးပဲပြီးခဲ့တဲ့ဘက်ကလည်းဆရာကအဲ့ဒီချက်ကိုဥပမာပေးတဲ့ခါမှာကိုတော်မှပြောပြရမလဲပေါ့နော်ဒီအရာကိုသူတစ်ပါးမကောင်းချောင်းကိုကွယ်ရမှာပြောတယ်ဆိုတဲ့ຢာဟာလဲဟုတ်လားအပြစ်လို့ပြောတဲ့အခါမှာအဲ့ဒီအရာတွေကသိကြောက်စရာကောင်းတယ်သူတစ်ပါးကိုမနာလိုခြင်းသူတစ်ပါးကိုမနာလိုလို့သူအကြောင်းကိုပြောတာမျိုးပေါ့နော်သူသဖြင့်တော့မနာလိုခြင်းပေါ့အဲ့ဆိုတော့အဲ့ဒါတွေလည်းကောင်းစိတ်နေနဲ့အများကြီးပဲပြောခဲ့ပြီးကျမတို့အတွင်းညဉ့်ညမ်းခြင်းလို့ပြောတဲ့အခါမှာအဲ့ကြောင့် lawless နဲ့လို့အသက်ရှင်နေဆိုတဲ့အခါမှာကျမတို့ကခုနပြောတဲ့နော်လူတွေလက်ခံထားတဲ့ရာဇဝတ်မှုတွေတော့ပြုလုပ်နေတာတော့ဟုတ်ဒါပေမဲ့ဖို့ကဲတော့နေပါပဲဟုတ်လားအဲ့လိုပဲအဲ့ဒါထက်တောင်ဆိုးရင်ဆိုးနိုင်တယ်အဲ့ဒါကြောင့်ထောင်ပါဆိုးရင်ဆိုးနိုင်တယ်ကျိုးလူတွေကအဲ့ဒါလို့ပြောမဲ့ဆိုရင်ပေါ့နော်မကောင်းတာလို့ရင်ထောင်ထဲသွားကြတယ်ဒါပေမဲ့အဲ့ဒါတွေတော့မလုပ်ဘူးဒါပေမဲ့သူတို့ရဲ့အတွင်းမှာညဉ့်ညမ်းပြီးတော့ဘလောက်ထိအောင်ကြောက်စရာကောင်းလဲဆိုဘလောက်ထိဆိုးဝါးစွာသူတို့ရဲ့အသက်တာမှာနော်သူတို့မှမဟုတ်ဘူးပေါ့ကျမတို့တွေလည်းဒါမျိုးတွေကဒီစိတ်ရဲ့နော်ဒီစိတ်ရဲ့မကောင်းတဲ့ဘက်ကိုသွားနိုင်တဲ့အရာတွေကကျမတို့တွေကလူတိုင်းမှာဖြစ်တာဖြစ်ဆိုတဲ့အခါကျတော့အဲ့ဒီအရာ lawless နဲ့လို့ပြောတဲ့အခါမှာကျမတို့ကအဲ့လိုနီးနေကျမတို့ကအဖြစ်လောက်တာအခုလဲဒီမှာဆိုရင်ခရိယန်တွေကဖျားကြောင်းသွားတယ်ဟုတ်လားဒီအမှုရာတွေကိုလုပ်တယ်အဲ့ဒီအရာတွေကိုပြောမယ်ဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့ဖျားရှိမှာမှန်ကန်တဲ့အသက်တာကိုဒီအရာတွေနဲ့ပြုလုပ်ပြီးတော့ကြိုးစားပြီးတော့ပြောမယ်ဆိုရင်ကာဘာလုပ်တယ်ကြိုးစားပြီးတော့ဖုံးဖို့ကြိုးစားနေတယ်ပေါ့နော်ဒါပေမဲ့တော့ဖျားခင်ကတော့ပြောနေအကုန်လုံးကိုသိတယ်ဖျားဖြစ်တယ်ကျမရိုဆရာလည်းတစ်ခေါက်ပြန်ပြောမယ်ပေါ့နော်သူတက်ခရိယန်ဖြစ်ခြင်းရဲ့အဓိကရွယ်ချက်ကဘာလဲဆိုတော့ဖျားခင်နဲ့သူကမှန်ကန်သောဆက်သွယ်ခြင်းပေါ့အဲဆိုတော့ကျမတို့အတွက်လည်းခရိယန်ဖြစ်ခြင်းရဲ့အဓိကရွယ်ချက်ကဘာလဲဆိုတဲ့အရာကိုမှန်ကန်စွာသိပြီးတော့မှန်ကန်စွာနားလည်ပြီးတော့မှပေါ့နော်အဲ့ဒီအရာတွေကိုပြောမယ်ဆိုရင်အသက်တာမှာအသုံးပြုပြီးတော့ပြောမယ်ဆိုရင်တွေ့ကြုံရတဲ့အရာတွေကိုမှန်ကန်စွာခွဲခြားနိုင်ပြီးတော့နော်အသက်တာမှာအသက်ရှင်နိုင်ဖို့ရန်အတွက်ကျမတို့တကွတော်ကိုစံနာတော်ယူရောက်စံကိုရောက်ဝေးဖျားမှာစာရီကောင်းကြီးပေးပါစေအာမင်